ဖေသမင်းစားပြီလား အစားပြပါပြီဗျာမင်းတို့လည်းစင်စင်ခုထားပါလေပွဲတော်တည်ရုံအစ်စ်မှာပဲလို့ ဟောအဲ့ဒါဆိုတောင်းမဟုတ်ဘူးဖေ ရွှေတူ နော် မင်းကဒီသက်ဒီအရွယ်ရောက်တာတောင်မှအဖေစီကနေမုံဘူးလက်ဖြန့်တောင်းနေတယ်ဆိုတာမင်းမရှက်ဘူးလားကွာမရှက်ဘူးလား အမရှက်ပါဘူးဖေရဲ့မရှက်ပါဘူးနဲ့နော် ဟဲ့ကမင်းငါတန်းနဲ့လိုက်ပြီးတူအောင်မပြောနဲ့ကွာ ရောက်တော့အဖေပြောတော့တာရောက် မရှက်ဘူးလား မရှက်ပါဘူးကိုဖေစီကကိုဘိုးဘိုးတောင်းတာဘာလို့ရှက်ရမှာလဲ ဟမ်မင်းခုချိန်นี่မင်းရဲ့ချွေးနေစတဲ့ဟောဒီဖခင်အိုကြီးကိုဘယ်နှခါများလှုပ်ကြွေးသမှုမင်းပြုတ်ဘူးလို့ပြောစမ်း ဟာအဖေကိုလှုပ်ကြည့်စရာမလိုဘူးလေအဖေကတထေးလေဒီရွာမှာလဲတွေပြားတွေအများကြီးပိုင်တာဒီရွာမှာတထေးစင်ရင်ဝင်မယ်ဥစ္စာ အေးငါကတထစ်ဖြစ်ပေမဲ့မင်းကတထစ်မဟုတ်ဘူးလေကွာ ဟာတာတထေးသားလေဘာမှလုပ်စရာမလိုဘူးအဖေသိရင်ဒါတွေအားလုံးအထုတ်အမွေရမှာ ဟာမင်းရဲ့ဖခင်ရဲ့ခြေထောက်ကိုဓာတ်နဲ့ခွဲစမ်းနေပက်တဲ့စင်ကမာနလို့တာမျိုးပဲကွာ အဖေကလည်းအစားတသက်ပါဖေဟာ အရာစဝင်းနေရွတ်တော်လို့ပါကွာမင်းကအဖေမသေးခင်နေကမင်းကအမွေလိုချင်တာဆိုတော့အစာတက်တက်လို့တာမဖြစ်မှာဆိုလို့မင်းကငါဆုံးမနေရတာကွာတတိပေးနေရတာ ဖေရဲ့မဖြစ်ပါဘူးအဖေရဲ့အဖေကတော့လိမ်မာတဲ့ဥစ္စာတောင်းမုံမိုးလေးပဲတောင်းတယ် အေးပါမင်းကငါမုံဖို့ပေးချင်ပါလေနော်အဲ့ဒါနဲ့နေစမ်းမအောင်ဖျားဘဲကိုတွားရင်ဖုံဖို့ဘယ်လောက်ဆိုလို့ရှိရင်မင်းကကျင်တတ်ပါလေပြောစမ်းပါ အာဦး9000လောက်ဆိုရပါပြီအဖေတော့ဖေသမင်းစားပြီလား အစားပြပါပြီဗျာမင်းတို့လည်းစင်စင်ခုထားပါလေပွဲတော်တည်ရုံအစ်စ်မှာပဲလို့ ဟောအဲ့ဒါဆိုတောင်းမဟုတ်ဘူးဖေ ရွှေတူ နော် မင်းကဒီသက်ဒီအရွယ်ရောက်တာတောင်မှအဖေစီကနေမုံဘူးလက်ဖြန့်တောင်းနေတယ်ဆိုတာမင်းမရှက်ဘူးလားကွာမရှက်ဘူးလား အမရှက်ပါဘူးဖေရဲ့မရှက်ပါဘူးနဲ့နော် ဟဲ့ကမင်းငါတန်းနဲ့လိုက်ပြီးတူအောင်မပြောနဲ့ကွာ ရောက်တော့အဖေပြောတော့တာရောက် မရှက်ဘူးလား မရှက်ပါဘူးကိုဖေစီကကိုဘိုးဘိုးတောင်းတာဘာလို့ရှက်ရမှာလဲ ဟမ်မင်းခုချိန်นี่မင်းရဲ့ချွေးနေစတဲ့ဟောဒီဖခင်အိုကြီးကိုဘယ်နှခါများလှုပ်ကြွေးသမှုမင်းပြုတ်ဘူးလို့ပြောစမ်း ဟာအဖေကိုလှုပ်ကြည့်စရာမလိုဘူးလေအဖေကတထေးလေဒီရွာမှာလဲတွေပြားတွေအများကြီးပိုင်တာဒီရွာမှာတထေးစင်ရင်ဝင်မယ်ဥစ္စာ အေးငါကတထစ်ဖြစ်ပေမဲ့မင်းကတထစ်မဟုတ်ဘူးလေကွာ ဟာတာတထေးသားလေဘာမှလုပ်စရာမလိုဘူးအဖေသိရင်ဒါတွေအားလုံးအထုတ်အမွေရမှာ ဟာမင်းရဲ့ဖခင်ရဲ့ခြေထောက်ကိုဓာတ်နဲ့ခွဲစမ်းနေပက်တဲ့စင်ကမာနလို့တာမျိုးပဲကွာ အဖေကလည်းအစားတသက်ပါဖေဟာ အရာစဝင်းနေရွတ်တော်လို့ပါကွာမင်းကအဖေမသေးခင်နေကမင်းကအမွေလိုချင်တာဆိုတော့အစာတက်တက်လို့တာမဖြစ်မှာဆိုလို့မင်းကငါဆုံးမနေရတာကွာတတိပေးနေရတာ ဖေရဲ့မဖြစ်ပါဘူးအဖေရဲ့အဖေကတော့လိမ်မာတဲ့ဥစ္စာတောင်းမုံမိုးလေးပဲတောင်းတယ် အေးပါမင်းကငါမုံဖို့ပေးချင်ပါလေနော်အဲ့ဒါနဲ့နေစမ်းမအောင်ဖျားဘဲကိုတွားရင်ဖုံဖို့ဘယ်လောက်ဆိုလို့ရှိရင်မင်းကကျင်တတ်ပါလေပြောစမ်းပါ အာဦး9000လောက်ဆိုရပါပြီအဖေတော့